အိမ်မှာငန်းလေးတစ်ကောင်နဲ့ခွေးလေးတစ်ကောင်မွေးထားပါတယ်အမြင်နဲ့လိုရန်ဖြစ်နေကြပါတယ်သူတို့ရန်ဖြစ်တဲ့နောက်ွယ်အကြောင်းရင်းကလည်းတကယ်ကိုရဲစရာကောင်းပါတယ်ဖြစ်ပုံကတော့ခွေးလေးကအားလည်းရမှာတခင်ဖြစ်သူရဲ့အမိတ်အိမ်ကိုတွားလေခဲ့ပါတယ်အဲ့ဒီမှာအဖွားဖြစ်သူကခွေးလေးတွေဆိုပြီးငန်းကောင်လုံးကင်လို့ကြွေခဲ့ပါတယ်အဲ့ဒီချိန်ကနေစပြီးခွေးလေးကငန်းကင်ရဲ့ရတာကိုဆွဲလန်းနေတဲ့တွားပါတယ်ဒီနေ့မှာတော့အိမ်မှာမွေးထားတဲ့ငန်းလေးကအရန်ကိုတောင်းကျနေတာကြောင့်တခင်ဖြစ်သူရဲ့စူပူချိန်မောင်းခြင်းကိုခံလိုက်ရပါတယ်ဒါကိုမြင်လိုက်ရတဲ့ခွေးလေးကအိမ်ထဲကနေမိဘုံကြောက်တုံးဓာတ်ကိုယူချလာပြီးတခင်ရဲ့ဘေးနားကနေမတိမတာလေးထိုင်နေလိုက်ပါတယ်တဘောကတော့ဖောက်ဖောက်လှုပ်ကြည့်တယ်လို့ငန်းကောင်လုံးကင်လေးလှုပ်ကြည့်စမ်းမလို့ပြောနေတာပါတွေ့ရမူရာကိုတဘောပေါက်သွားတဲ့ငန်းလေးကတော့စိတ်ဆိုးတော့ထွက်ပြီးခွေးလေးကိုလိုက်စိတ်ပါတယ်အဲ့ဒီနေရာနေစပြီးငန်းလေးကခွေးလေးကိုမြင်လိုက်တာနဲ့နောက်ကနေမတိအောင်တော့ပြီးခိုးစိတ်ပါတယ်တခင်ဖြစ်သူကလည်းသူတို့နှစ်ကောင်ရဖြစ်တိုင်းအမြဲတမ်းလိုစူးစမ်းပြီးဖြန့်ဖြေပေးနေရပါတယ်ခွေးလေးကရွက်စားပူကြည့်တာကြောင့်ငန်းလေးကိုထိခိုက်မှစိုးရင်တာနဲ့တခင်ကငန်းလေးဘက်ကနေကာစီလှုပ်ပေးနေရပါတယ်ဒါပေမဲ့လို့ငန်းလေးရဲ့တိုက်ခိုက်မှုကပိုပြီးဆိုးလာတာကြောင့်ခွေးလေးလည်းတိမခံနိုင်တော့ပဲရန်တော်ထွက်သွားပါတယ်ဒါကြောင့်သူကတခင်လေးရင်တစ်တို့ငန်းလေးကိုတွားပြီးကြိုက်ပါတယ်ဒီလိုနဲ့ငန်းငင်တပွဲကနေစတင်ခဲ့တဲ့ဇလန်ဟာနေတိုင်းလိုအပိုင်းဆက်တွေရှိနေခဲ့ပါတယ်တင်ရောခွေးလေးနဲ့ငန်းလေးရဲ့ကြားတိုက်ပွဲမှာဘယ်သူ့ကိုအားပေးမလဲကွန်မန့်ထဲမှာပြောထားပေးပါဦး